တိုင်းကျောင်းမြို့ပေါ်ကယ်ဆယ်ရေးစခန်းကိုလာလှူပါတယ်ဆိုတာသိမရှိကြဘူးဒါအကိုတို့ပဲနည်းနည်းပါးလေးအခု9လောက်လေးလိုက်စလှူပေးလို့ရှိသေးတယ်လာတဲ့လူရှင်တွေကိုကိုတို့ရှင်းပြတယ်ငါတိုင်းကျောင်းမှာဒီလိုရှိပါတယ်ကယ်ဆယ်ရေးစခန်းတွေမှာဒီလိုရှိတယ်သူလိုက်ကြည့်လို့စေနာသာတရားပတ်ဝိုင်းလှူကြတယ်ဒါပေမဲ့လောက်လာဘာရပြီလဲဆိုတော့ဒီငါတိုင်းကျောင်းမှာရှိနေကယ်ဆယ်ရေးစခန်းတွေကလောက်လာဘာမှမရဘူးစောင့်ချင်တော်ကအစသူအစမပြေကြဘူးဒီကိုတို့ကြောက်လမ်းပေါ်မှာတာလပတ်လေးဝါတာဘလူးလေးခေမီအိတ်ကြတာနားကြတာတက်ကြီးရုံကြီးလည်းအတိုင်းပဲဖြစ်နေတာနောက်ပြီးတော့စားတောက်တာအစအကုန်လုံးအခက်ခဲတခြားနေရာတွေမှာပိုရှန်နေပြီမဲ့ဒီမှာကတော့စားတောက်တော့အခက်ခဲဖြစ်နေတဲ့မိသားစုတွေအများကြီးရှိတယ်ဒီတဖြည်းနဲ့ဒီမြို့ပေါ်မှာလည်းကယ်ဆယ်ရေးစခန်း9ခုနဲ့လူကြီး3000နီးပါးပေါ့2960ဆို3000နီးပါးဒီဘေးစခန်းတွေဖွင့်ပြီးနေကြတိုင်းကျောင်းမြို့ပေါ်ကယ်ဆယ်ရေးစခန်းကိုလာလှူပါတယ်ဆိုတာသိမရှိကြဘူးဒါအကိုတို့ပဲနည်းနည်းပါးလေးအခု9လောက်လေးလိုက်စလှူပေးလို့ရှိသေးတယ်လာတဲ့လူရှင်တွေကိုကိုတို့ရှင်းပြတယ်ငါတိုင်းကျောင်းမှာဒီလိုရှိပါတယ်ကယ်ဆယ်ရေးစခန်းတွေမှာဒီလိုရှိတယ်သူလိုက်ကြည့်လို့စေနာသာတရားပတ်ဝိုင်းလှူကြတယ်ဒါပေမဲ့လောက်လာဘာရပြီလဲဆိုတော့ဒီငါတိုင်းကျောင်းမှာရှိနေကယ်ဆယ်ရေးစခန်းတွေကလောက်လာဘာမှမရသေးဘူးငါတိုင်းကျောင်းကနေရာရေဝင်နေပြီရေတက်နေပြီအခုတော့ဆိုလို့ရှိရင်တချို့နေရာဆို2လောက်ပေါင်လောက်တွေရောက်ကုန်ပြီအဲဆိုကိုတို့လေးမျက်နှာအိုင်တဗျူးတက်ခဲ့ရေတွေအကုန်လုံးကဒါဘယ်လိုဆင်းလဲဆိုတော့ဒီငါတိုင်းကျောင်းရေကြီးကိုဆင်းတာလေဆင်းတဲ့အခါကျတော့ဒီတဖြည်းနဲ့ဒီမြို့ပေါ်မှာလည်းကယ်ဆယ်ရေးစခန်း9ခုနဲ့လူကြီး3000နီးပါးပေါ့2960ဆို3000နီးပါးဒီဘေးစခန်းတွေဖွင့်ပြီးနေကြဒီငတိုင်းကျောင်းကယ်ဆယ်ရေးစခန်းကတော့မြို့ပေါ်ကယ်ဆယ်ရေးစခန်းတွေကဒီပွင့်လင်းပြောရရင်တော့တနာဖို့ကောင်းတယ်ပထမရေကြီးချင်း Trump ဖြစ်နေတဲ့အချိန်မှာဒီအကုန်လုံးကလာတဲ့ခါကျတော့ interview လာတယ်လေးမျက်နှာလာတယ်အကုန်လုံးလှူကြတယ်နော်ဒီငတိုင်းကျောင်းမြို့ပေါ်တွေအကုန်လုံးဖြတ်သွားကြတကယ်တော့ငတိုင်းကျောင်းလည်းရေကြီးတယ်ကြီးရောငတိုင်းကျောင်းကိုအလူရှင်မရောက်သေးဘူးဖြစ်သွားတယ်ဒုက္ခသည်စခန်းပေါ့နော်ရေဘေးသစ်စခန်းရောက်ပြီဆိုမှတော့ဘယ်သူမှချောင်းလေတော့မရှိဘူးအကုန်လုံးအခက်ခဲပေါ့နေထိုင်စားတော့နောက်တော့ငါညိုခဏလေးဝင်ကြည့်လိုက်စောင့်ချင်တော်ကအစသူအစမပြေကြဘူးဒီကိုတို့ကြောက်လမ်းပေါ်မှာတာလပတ်လေးဝါတာဘလူးလေးခေမီအိတ်ကြတာနားကြတာတက်ကြီးရုံကြီးလည်းအတိုင်းပဲဖြစ်နေတာနောက်ပြီးတော့စားတောက်တာအစအကုန်လုံးအခက်ခဲတခြားနေရာတွေမှာပိုရှန်နေပြီမဲ့ဒီမှာကတော့စားတောက်တော့အခက်ခဲဖြစ်နေတဲ့မိသားစုတွေအများကြီးရှိအခုအင်တာဗျူးရေကြီးတာလဲဒါသူပြော92ခုနှစ်ရေကြီးခြင်းနောက်ပိုင်းမှာဒီလောက်ထိရေကြီးရပါမရှိခဲ့ဘူးအဲ့မှာလဲပိုင်းအကုန်လုံးရေလွှမ်းသွားတယ်ကိုကစားရေးပိုင်းလုပ်ခဲ့တာပေါ့အဲ့မရှိခဲ့တဲ့ရေကဆင်းဒီမြို့နယ်ပဲဆင်းပါအဲ့အတွက်ဒီရေဆင်းကတောက်လျှောက်ကတော့သူတို့မကြုံဘူးတဲ့ရေကြီးခြင်းမျိုးတော့သူတို့ကြုံရမှာဒီငတိုင်းကျောင်းမှာအရင်တော့ရေကြီးနေကြရက်ကွက်တွေမြို့နယ်ရက်ကွက်တွေရှိတယ်ဒါပေမဲ့အဲ့ရက်ကွက်တွေမဟုတ်တခြားရက်ကွက်တွေကရေကြီးနေတဲ့အပိုင်းတွေဖြစ်နေတာပေါ့ဟိုကအပေါ်ကကြာလာကြီးစုနေမှာတော့နည်းနည်းလေးကြာမယ်လို့လည်းသုံးသပ်နေကြရပါတော့အဲ့ဒီပုံမှာကိုမှန်ပါတယ်ညီဟိုကရေကလည်းကြာမယ်ဟိုဘက်ကကြာလာရေအချိန်ကြာမယ်နောက်ပြီးတော့အခုဟိုဘက်မှာလည်းဒီနေ့ဆိုလို့ရှိရင်3လက်မထက်တက်လာတယ်အခုသတင်းရ3လက်မထက်တက်လာအဲ့ရကြာလို့ဒီဘက်ဝက်ထက်ကြအောင်ပါရေကအလွယ်တကူမစင်းနိုင်ပေမဲ့အကြရေရှိတဲ့ခါကျတော့ငါတိုင်းကျောင်းကြာအောင်ပါငါတိုင်းကျောင်းရေကြီးပေါ့နော်ရေကြီးအောင်ငါတိုင်းကျောင်းကြာအောင်ရေကတော့ညီဟိုလေထက်တက်ဖို့ကတော့အရင်နေလားငါလားထက်တက်မဲ့နေသားတော့မဟုတ်ဘူးဒါပေမဲ့တတိတိတော့တက်လာမှာအသက်အနေနဲ့စိုးရိမ်စရာတော့ဘာမှမရှိဘူးကိုမြင်ရတော့ဒါပေမဲ့စားဝတ်နေနဲ့ဒီဒုက္ခသည်စခန်းမှာနေနေရတယ်ရေဘေးသစ်စခန်းမှာနေနေရတဲ့အတော့သူတို့မှာအခက်အခဲအများကြီးရှိတယ်ရေဘေးကိုလှူမယ်တော့တကယ်လို့ကိုဘယ်ကိုလှူရရဲဆိုလို့ရှိရင်တော့ငတိုင်းချောင်းမျိုးနဲ့ရေကြီးမျိုးပေါ့နော်ဒီရေကျနေတဲ့နေရာတွေလိုက်ပြီးလှူပေးပါရေစီးနဲ့တူလိုက်လှူပေးပါလို့ပဲကိုပြောချင်တယ်